ကိုကားချင်းတူပေမဲ့ဒီရအိတ်ထက် prior confession ကိုပို့ပြီးတော့သဘောကျတယ်။ Latin ဆန်တယ်လို့ပိုခံစားရတယ်။နှစ်ကားလုံးရဲ့ female lead attract တွေကတော့ပြောစရာမလိုအရန်တော်တယ်။ psycho ဖြစ်စေရဲ့ဘွားဆက်ကြောင်းတွေကိုစီရှိကြပေမဲ့ဒီရအိတ်ကအာချင်းထက် prior confession ကမိုးရဲ့ဇက်ကောင်ကိုပို့ပြီးတော့သဘောကျတယ်။လူတွေရဲ့အကျိုးကိုတည်ဖို့ဆောင်ရွက်နေတဲ့ဆရာဝန်မလေးကဒီလူသားတွေစီရပဲဆိုးရစွာဆန့်ထိုင်ရပြီးတော့အချစ်ရဆုံးမိသားစုဝင်တွေကိုဆုံးရှုံးလိုက်ရတဲ့အခါလူတွေကိုမုံတီးယွန်ရှာတဲ့စိုက်ကိုမာလေးအဖြစ်ကိုပြောင်းလဲပစ်လိုက်တယ်။ပင်ကိုဆင်းရင်ကောင်းသူဖြစ်နေတော့လူတက်ပြီးတော့လေလူတွေကိုကူညီမိနေတော့မယ်။မုံရဲ့ကာရီတာကအရန်လူသားဆန်နဲ့ပြီးတော့လူပီတာတယ်။ prior confession မှာမင်းသမီးနှစ်ယောက်ကဇက်ရင်တစ်ခုလုံးတည်သွားတာကိုအရန်သဘောကျတယ်။ plot တွေကလုံးဝကိုမှန်းဆလို့မရဘူး plot တွေရှင်းကြည့်ရင်လည်း prior confession ကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတယ်ဒီလူကိုမကြည့်မိရနဲ့ဒီလူကလူတက်တရခံမဲလို့တထိတ်ချဆွဆွဲမိသူတယောက်ကြောင့်ဒီဇလန်ကဖြစ်လာတာအပြင်မှာလည်းအဲ့လိုမျိုးကိုမကြည့်ရနဲ့အဲ့လူကမကားမှုလို့တထိတ်ချတတ်မှတ်တဲ့သူတွေအများကြီးပဲ prior confession ကိုတွားကြည့်လိုက်ပါနောင်တများစီရဲ့ဇက်ကတေချာပေါက်ဖြစ်လာပါလိမ့်မယ်